အိမ်မလွတ်တော့ပေါင်းသားနည်းတရားပေါင်းသားလေးတွေအရန်လာတဲ့ကွက်ကလေးထည့်ရောက်ပါတယ်အယောင်လေးတွေပွဲပါမယ်ဒီဇိုင်းလေးတူပါမယ်အယောင်အရန်လာတဲ့ခုတစ်ခေါက်ကနံပါတ်160နဲ့6ကလေးပါအရေးသွေးကောင်းတာမျိုးဝစ်ချင်နေဆိုရင်200လေးဝစ်ပါနော်ဒါတော့200ပေါင်းသားလေးပါ160နဲ့6ကလေးပါအယောင်တွေတော်တော်လာရဲ့နောက်တစ်ထည့်ဒီမှာဒါလေးဆိုလဲအရန်လာတယ်အသားလေးတွေလည်းအေးနေရပဲ169ကလေးပါရှင်ဒါလေးတွေကအရေးအတွက်အများကြီးမရှိဘူးတစ်ထည့်တစ်ယောင်ပဲရှိရဒါလေးဆိုရင်လည်းဒီမှာခုဆက်ပြမဲ့ရောင်နေပို့ပြီးတော့လှနေတယ်ဒီမှာဆက်ကြည့်ပါ168ကလေးပါပိုလှလာပါတယ်ပြလေးလှလေးဒီမှာကြည့်နော်ပိုလှလာပါတယ်အရောင်လေးတွေကဒါလေးက169လေးပါဒီရောင်လေးဆိုလည်းရမ်းလှနောက်တရောင်လေးကကြတော့သူတို့ကဒေါင်စင်းပုံစံလေးဖြစ်တဲ့အတွက်ကြောင့်မလို့လေတွေ့လေးလေးဖြစ်စေတယ်ပွဲလန်းနေနဲ့ဝတ်မယ်ဆိုလဲဝတ်ပျော်တယ်နော်ဝတ်လို့လှတယ်ပြောချင်တာဝတ်လို့လှတယ်ပြောင်လေးနဲ့ဝတ်လို့လှရနော်ဒါလေးက190ပါနော်နေ့စဉ်လည်းအေးအေးလေးဝတ်ကောင်းတယ်181ဒါလေးကတော့ဒီရောင်လေးကနည်းနည်းပိုပေါ်ရယ်နော်181ကလေးပါ4000ခွဲတန်လေးပါနော်လိုချင်ဆက်သွယ်ပြပါအောင်